ကျမ online စီးပွားရေးစခဲ့တော့ကျမအနေနဲ့အခက်ခဲဆုံးကပါလေဆိုတဲ့အရာလေးကိုမျှဝေချင်တယ် social media ပေါ်မှာအလုပ်လုပ်ရတော့မယ်ဆိုတော့ကိုကဘယ်သူလဲဘာတွေလုပ်တယ်လဲဆိုတဲ့အရာကိုဖော်ပြဖို့လိုတယ်ပြီးတော့ဒီလိုမျိုးဗီဒီယိုလုပ်တာ live လွှင့်တာတွေကတော့မဖြစ်မနေလို့ကိုလုပ်ရမယ်ဆိုတဲ့အရာတော့မဟုတ်ဘူးဒါပေမဲ့ကိုကဒီလမ်းကြောင်းပေါ်ကိုရှောက်တော့မယ်အောင်မြင်မှုလေးလူချင်းတဲ့အတွက်ကြောင့်ဒီအရာတွေကကျူးစာမရမယ်ဆိုတဲ့စိတ်ကဖြစ်လာတယ်အဲ့လိုနဲ့ကျမကျူးစားတယ်အမားတွေလည်းအများကြီးကြုံရတယ်ထက်ခါလေးကျင်ရတယ်ပေါ့နော်ဆိုတော့အရန်ကိုကြောက်ခဲ့ပေမဲ့ဒီအရာတွေကိုဖျက်ကျော်ခဲ့တယ်တကယ်တမ်းကျတော့ကိုကမလုပ်ဘူးတဲ့အရာတစ်ခုဖြစ်တဲ့အတွက်ကြောင့်ကြောက်ရတယ်ပေါ့နော်ဒါပေမဲ့ကိုကလေ့ကျင့်ရတယ်ထက်ခါလေ့ကျင့်လာတဲ့ခါကျတော့ကြောက်စိတ်ကတော့မရှိတော့ဘူးဖျက်ကျော်နိုင်ခဲ့တယ်ပေါ့နော်တကယ်တမ်းပြန်ကြည့်ရမယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ကြောက်နေတဲ့အရာတွေကမလုပ်ဘူးလို့ဒါကြောင့်နေရတယ်တကယ်တော့လှုပ်လာတဲ့ခါကျတော့ဘာမှမဟုတ်ဘူးပေါ့နော်လုပ်ငန်းနဲ့ပတ်သက်တယ်ဆိုလို့ရှိရင်တော့အခက်အခဲကတော့အများကြီးမရှိဘူးလို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့ကျမတို့မှာ training ကောင်းရှိတယ်ပြီးလို့ရှိရင်အပတ်စဉ် mastermind တွေရှိတယ် community ရှိတယ် mentor coach တွေရှိတဲ့အတွက်ကြောင့်တိတ်ပြီးခက်ခဲမှုမရှိဘူးလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့လွန်ခဲ့တဲ့2020ဝန်းကျင်မှာဆိုလို့ရှိရင်ဒီလုပ်ငန်းနဲ့ပတ်သက်ပြီးမှပြောဆိုတာတွေအများကြီးရှိတယ်ကိုလေးကြုံရတယ်ပေါ့နော်ဆိုတော့တစ်ဖက်မှာတော့စိတ်အနှောက်အယှက်ဖြစ်စရာတွေလည်းအများကြီးရှိခဲ့တယ်ဒီအရာတွေကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ခုချိန်မှာတော့ကိုပူပြီးမှယဉ်ကျေးမှုဖြစ်စေခဲ့တယ်ပေါ့နော်ယဉ်ကျေးမှုဖြစ်စေတယ်ကိုရဲ့အတွေ့အမြင်တွေလည်းပူပြီးမှပွင့်စေတယ်ပေါ့နော်ဒီအရာတွေကြောင့်ကိုရဲ့အတွေ့အကြုံတွေကဆိုတော့ကျေးဇူးတင်ရတယ်ခုချိန်မှာပေါ့နော်အဲ့ဒီတော့ကတော့ကိုအနေနဲ့စိတ်အနှောက်အယှက်တွေဖြစ်ရပါမယ်ကျေးဇူးတင်ရတယ်ခုချိန်မှာတော့ပို့ပြီးမှကိုပူကောင်းတဲ့လူတယောက်ဖြစ်လာစေတယ်ပေါ့နော်ဆိုတော့ကျမဒီလုပ်ငန်းလုပ်ချင်တာဖြစ်တစ်ခုကျမရဲ့ life မှာတကယ်အရေးကြီးတဲ့အရာရှာဖွေထပ်ပြီးမှရှာဖွေတွေ့ရှိတာရှိတယ်တကယ်လို့ဒီလုပ်ငန်းတာတစ်ခါတလေမှပြန်စဉ်းစားမိတယ်မလုပ်ခဲ့ဘူးဆိုရှင်ကျမဒီအရာတွေရောရှာဖွေဖြစ်မလားဆိုတဲ့အတွေ့အပေါ်လာတယ်ပေါ့နော်ဆိုတော့တကယ်ကိုကျမအနေနဲ့ကျေးဇူးတင်ရတယ်ဆိုတော့ကျမရဲ့ business partner တွေပဲဖြစ်တကယ်ချင်းနေ mix တွေကိုလည်းကျမအားပေးချင်တာကကျမတို့ဒီ online စီးပွားရေးမှာလူမျိုးနဲ့ဝင်ငွေတိဆောက်ရမယ်လေဆိုတာကိုကျမတို့တင်ပေးတယ်အဲ့ဒီတစ်ခုတည်းမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ life မှာအရေးကြီးတဲ့အရာတွေပေါ့နော်ပူပြီးမှကောင်းတဲ့လူတယောက်ဖြစ်လာအောင်ကျမတို့တင်ပေးတဲ့အရာတွေအများကြီးရှိတယ်တခါတလေကျတော့ကျမတို့ပင်ပန်းတဲ့ချိန်ရှိမယ်စိတ်တက်ကြတဲ့ချိန်ရှိမယ်မလို့ချင်တဲ့ချိန်တွေရှိမယ်အပြတ်တနာမရှိဘူးအဲ့ဒါကတော့တဘာဝဖြစ်တယ်ဒါပေမဲ့ကိုယ့်ရဲ့ဒီ community ပဲနဲ့အများအား connect လုပ်ဖို့ပေါ့နော်ပတ်စ mastermind တွေ training တွေကိုလည်းပုံမှန်လေးကြည့်ပေးဖို့ပေါ့နော် mastermind တွေဆိုလို့ရှိရင်လည်း live ချိန်မှာမတက်အောင်ဘူးဆိုလို့ရှိရင် replay လေးတွေကိုအားတဲ့ချိန်ထဲမှာပြန်ကြည့်ဖို့ဘာလို့လဲဆိုတော့ဒီလိုမျိုး connection မှာပဲကိုလည်းစိတ်သက်ခွန်အားတွေပြန်ယူရတယ်သူများတွေနိုင်ငံတကာနဲ့ကျမတို့အလုပ်လုပ်ရတဲ့အတွက်ကြောင့်သူများတွေလည်းအခုထက်အခြေအနေဆိုးတဲ့သူခက်ခဲကြုံတွေ့တဲ့သူလည်းအများကြီးရှိနိုင်တယ်ဆိုတော့အဲ့လိုမျိုးကြရင်လည်းကိုချင်းစာနာစိတ်လေးဖြစ်လာမယ်ခွန်အားလေးပြန်ရတယ်ပေါ့နော်ဆိုတော့အားပေးခြင်းနဲ့community နဲ့အများအား connect လုပ်ကြပါ mastermind လေးတွေကိုလည်းပြန်ပြီးမှတင်ယူကြပါပေါ့နော်ပြန်ကြည့်ကြပါဒီကိုဒီတင်ခန်းစာအဖြစ်ဒီအရာအဖြစ်ကိုအနေနဲ့ကိုယ့်ရဲ့တက်တာမှာဘယ်လိုမျိုး apply လုပ်လို့ရမလဲဘယ်အရာလေးတွေကိုကိုယ့်အနေနဲ့ပြုတ်ပြင်ရမယ့်အရာတွေရှိမလားဆိုတဲ့အရာလေးတွေပေါ့နော်ကိုယ့်အနေနဲ့ရှာဖွေတက်ဖို့လေးလိုတယ်ကိုရဲ့ရှိမှာကျမတို့မှာဘယ်လောက်ပဲကောင်းတဲ့အရာတွေကိုရှိမှာချပြကိုကလည်းယူတက်ဖို့တော့လိုအပ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးကိုကျမအားပေးချင်ပါတယ်ကျေးဇူးတင်တယ်